မင်္ဂလာပါခင်ဗျာ2015ခုနှစ်ကတက်ရှိတဲ့ထိုင်းစံလေးပဲဖြစ်ပါတယ်စကားနာမည်ကတော့မေဟူဖြစ်ပါတယ်ခင်ဗျာထိုင်းနိုင်ငံရဲ့ဘန်ကောက်မြို့ရဲ့ဒီမျိုးကတော့မင်းကကျော်တွေကကျောင်းသားတွေရဲ့ကျောင်းသားလူငယ်တွေတယောက်ဖြစ်ပါတယ်မင်းကကျော်တွေတက်တဲ့ပေါ်တော့ကျောင်းမှာနိုင်ကျင်းတဲ့တွေဖတ်တီးတွေစာချုပ်တွေငဘောတွေအားကစားမှာအားကစားဆိုစိတ်တက်တဲ့တွေနဲ့မြင်နမတ်အောင်မိုင်းကပုံဆွဲနေတဲ့မင်းကကျော်တွေအပါအဝင်ပါမင်းကကျော်တွေတက်တဲ့ပေါ်တော့ကျောင်းမှာနိုင်ကျင်းတဲ့တွေဖတ်တီးတွေစာချုပ်တွေငဘောတွေအားကစားမှာဆိုစိတ်တက်တဲ့တွေနဲ့မြင်နမတ်အောင်မိုင်းကပုံလိုက်ဆွဲနေမင်းကကျော်တွေလည်းအပါအဝင်ဖြစ်ပါတယ်အဲ့မှာတော့ကျော်စင်းလေးကတော့တကြောင်လုံးရဲ့အသေးချုပ်ဘဲတော်လေးဖြစ်တဲ့အားကစားသမားဖြစ်ပြီးတကြောင်လုံးအားကြားရဲ့လူလည်းဖြစ်ပါတယ်။ကျောင်းကတော့ပေါ်တော်ကျောင်းဆရာကြီးကအုပ်ချုပ်ပါတယ်။တရားမှာတော့မင်းကကျော်လေးကျောင်းလာနေတော့အနိုင်ကျင်းတဲ့တွေ့နဲ့တန်းတူပါတယ်။ဒီလိုနဲ့ရှီရှောင်လုပ်ပြီးပြေးလာခဲ့ရပါတယ်။ကျောင်းတော့ကြနေမှုလို့မင်းကကျော်လေးကကျောင်းသားတွေနဲ့လန်နာရှင်းမှာလေးပြူနေကြပါတယ်။အဲ့ချိန်မှာကျော်နေတာတော်ကရောက်လာပြီးမင်းကကျော်လေးရဲ့လွဲကိုဖွင့်ကြည့်နေပါတယ်။ဒါကတော့မင်းကကျော်လေးပဲဖြစ်ပါတယ်။မင်းကကျော်လေးကတော့ကောင်မလေးမရှိတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ကျောင်းမှာဆိုလေမင်းကကျော်လေးကချောပြီးတော့ကျောင်းလေးရောက်နေပါတယ်။နေ့မှာတော့ကျောင်းကိုမိနိုင်ဆိုတဲ့ကောင်မလေးတစ်ယောက်ပြောင်းလာခဲ့ပါတယ်။မိနိုင်ကတော့လှပတဲ့ကောင်မလေးဖြစ်ပေမဲ့လူတော်မတူပါဘူး။မင်းကကျော်လေးနဲ့တကယ်ချင်းတွေကစကားပြောနေကြပါတယ်။အဲ့ချိန်မှာမိနိုင်ကိုတွေ့လာခဲ့ပါတယ်။အဲ့ချိန်မှာမိနိုင်ကိုတွေ့လာခဲ့ပြီးတော့ကြည့်နေခဲ့ပါတယ်။ကျောင်းမှာတော့ပေါ်တော်ကျောင်းဆရာကြီးကအုပ်ချုပ်ပါတယ်။တရားမှာတော့မင်းကကျော်လေးနဲ့မိနိုင်ကမတင်မပဲစုံပြီးတော့ပါတယ်။မင်းကကျော်လေးကကြောင်းနဲ့စကားပြောလာခဲ့ပါတယ်။မိနိုင်ကတော့အထူးဆန်းဖြစ်တော့ပါတယ်။ခွန်ကြောင်လေးတင်ပြီးတော့တင်မှတ်ထားခဲ့ပါတယ်။မင်္ဂလာပုံစံတော်ရဲ့မင်းကကျော်လေးကမိနိုင်ရဲ့ပုံလေးကိုစောင်းမှပုံဆွဲနေရပါတယ်။မိနိုင်ကတော့လျှက်စစ်တက်ရှိတဲ့ကောင်မလေးဖြစ်ပါတယ်။ဘိုးအများတို့သူ့ကိုထင်တလိုက်သွားကြပါတယ်။လျှက်စစ်တက်များလို့မိနိုင်ကိုပေါင်းနေတဲ့တူတိတ်မရှိပါဘူး။ဒီလိုနဲ့မင်းကကျော်လေးနဲ့မိနိုင်ကတီးသွားကြပါတယ်။ဒါကောင်ချက်ဖြစ်နေတဲ့မင်းကကျော်လေးကတော့မိနိုင်နဲ့တီးသွားလို့ကိုကိုပြောနေပါတယ်။တရားမှာတော့မင်းကကျော်လေးကမိနိုင်ရဲ့လျှက်စစ်နဲ့ရှော့တိုက်ဖို့ပြောပါတယ်။မင်းကကျော်လေးကချော်လေးတောင်းပြီးတော့မိနိုင်ရဲ့ရှင်ဘက်ကိုထိသွားပါတယ်။မင်းကကျော်လေးလည်းလဲကြပြီးတော့တွားခဲ့ပါတယ်။တရားမှာတော့မင်းကကျော်လေးကပေါ်ဆွဲတော်ရဲ့အတွက်မိနိုင်ရဲ့ပုံလေးကိုမိနိုင်ကိုပြလိုက်ပါတယ်။မိနိုင်လည်းမင်းကကျော်လေးဆွဲထားတဲ့ပုံလေးကိုတော့ကြောက်ပါဒီကြောင်လုံးနဲ့တရားကတဲ့ကလူကြီးကြောင်ဆွဲလာတာကြောင့်မိုင်းကပုံတွေကအသက်ဝင်နေပါတယ်။တရားမှာတော့မိနိုင်ကအိမ်ခန်းထဲမှာငိုနေပါတယ်။ဒါကိုမင်းကကျော်လေးကဒီဆွဲရတဲ့ပုံလေးကိုပေးလိုက်ပါတယ်။မိနိုင်လည်းငိုတော့ပဲပြောရှင်တော့ခဲ့ပါတယ်။မင်းကကျော်လေးကမိနိုင်ကိုနှိမ့်နှိမ့်စကားတွေပြောနေခဲ့ပါတယ်။မင်းကကျော်လေးနဲ့မိနိုင်ကစကားတွေတော့ကြောင်ပြောနေခဲ့ကြပါတယ်။ကျော်စုံလေးကတော့ကျောင်းမှာစီနီယာကိုကြီးတယောက်ဖြစ်ပြီးစတားလေးဖြစ်တဲ့အတွက်ကျောင်းလုံးကျော်စုံလေးကိုအားကြပါတယ်။ဒီချိန်မှာမိနိုင်တဲ့အပါဝင်ဖြစ်ပါတယ်။မင်းကကျော်လေးကတော့အပေါင်းလေးနဲ့မရှိဘူး။တယောက်တိုင်းရဲ့ကျောင်းသားတွေအဲဒီတယောက်ဖြစ်ပါတယ်။တရားမှာတော့ကျောင်းမှာအပြည့်ပြည့်ဝင်ဖို့ကျော်စုံလေးကတော့အပြည့်ပြည့်မှာပါဝင်ထားပါတယ်။မိနိုင်ကတော့မီတာ300အပြည့်ပြည့်ဝင်နိုင်ကျော်စုံလေးကိုပြည်သူ့ပြန်ပြီးပဲလို့ပြောခဲ့ပါတယ်။ဒါပေမဲ့မိနိုင်သဘောကျတာမင်းကကျော်စီကိုပဲဖြစ်ပါတယ်။ကျောင်းဆရာကကျောင်းသားအားလုံးကိုပါဝင်ခိုင်းတာပါတယ်။မိုင်ကပုံဆွေးနေရတော့ပဲသဘောကျပြီးမင်းကကျော်စီကတော့ပါပွဲမှန်တယ်ပြစိတ်မွေစားပါဘူး။အပြည့်ပြည့်ဝင်နေလေရောက်လာပဲမင်းကကျော်စီကအိမ်ထဲမှာအိတ်နေပါတယ်။မိနိုင်ကိုပွဲပြောင်းကြံနေတဲ့အတွက်ပြေးပိုင်တွေကိုထွက်လာခဲ့ပါတယ်။မိနိုင်ကတော့ပြေးဖို့တင်းပြင်းနေပါပြီ။အဲ့ချိန်မှာမင်းကကျော်စီကရောက်လာပြီးတော့ပြန်ဝဲတွေကိုရှာလာပါတယ်။ကျောင်းစန်းကြီးကိုရှောင်းစေချင်လို့ဖြစ်ပါတယ်။မင်းကကျော်စီကကျောင်းစုံလေးနောက်ကိုပြေးလိုက်နေပါပန်းလိုက်မှာဝေခွဲမြဖြစ်နေတဲ့မိနိုင်ကိုမင်းကကျော်စီကမိနိုင်ကိုစကားကြီးလှမ်းပြောနေခဲ့ပါတယ်။မိနိုင်ကိုတမောကြကြောင်နောက်ဆုံးမှပြောလိုက်ပါတယ်။ဒါပေမဲ့မိနိုင်ကတော့ဘာပြောပဲပန်းလိုက်ကိုရောက်အောင်တွားလိုက်ပါတယ်။မိနိုင်ကိုငေးကြည့်နေတဲ့မင်းကကျော်စီကဒီတိုင်းလေးပဲကြည့်နေခဲ့ရပါတယ်။ပြန်ဝဲပြီးတော့ကျောင်းစုံလေးကတော့မိနိုင်နဲ့စကားကြီးပြောနေခဲ့ပါတယ်။ကျောင်းစုံလေးကတော့သူနဲ့တွဲဖို့ပြေးလေးကိုတောင်းခဲ့ပါတယ်။မိနိုင်ကတော့ကျောင်းစုံလေးကိုတော့ကြမှပဲကိုတက်တက်ကြီးရဲ့စီနီယာကိုကြီးတယောက်ဖြစ်တာရဲ့တစ်ဖက်မှာမိကကျော်စီကလည်းမိနိုင်ကိုတော့ချနေရဲ့ကြောင့်ကျောင်းစုံလေးကိုသူနဲ့မတွဲဖို့ပြောလိုက်ပါတယ်။ကျောင်းစုံလေးအနေနဲ့ဘာဖြစ်ပေမဲ့ချမ်းသာရရဲ့နဲ့လက်ကိုတန်ဖိုးမထားတတ်တာကြောင့်ဖြစ်ပါတယ်။ဒီလိုနဲ့မိနိုင်နဲ့ကျောင်းစုံလေးနဲ့နှုတ်ဆက်ပြီးခဲ့ကြပါတယ်။မိနိုင်လည်းသူ့မိနာမှာမြဲရှိနေတဲ့မိကကျော်စီကိုပဲရွေးချယ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ပိုင်တူနဲ့ရှမ်းရဲ့မိကကျော်စီကိုမိနိုင်ကလမ်းလေးပြပြရှောက်လာနေပါတယ်။မိကကျော်စီနဲ့တူနာကိုမိနိုင်ရောက်လာပါတယ်။မိကကျော်စီနဲ့စိတ်ထဲမှာပျော်ရတော့ဖြစ်တော့ပါတယ်။မိကကျော်စီနဲ့ထားလိုက်ပြီးမိနိုင်ကိုနားကိုတားကြည့်ပါတယ်။စကားလာပြောရင်းမိနိုင်ကို
မင်းကကျော်စင်ကရှင်ထဲမှာရှိတဲ့စကားလုံးကိုမင်းတိုင်းကိုပြောပြလိုက်ပါတယ်။မင်းတိုင်းနဲ့မင်းကကျော်စင်ကအချိန်တော်ကြာအောင်စကားတွေပြောနေခဲ့ကြပါတယ်။အဲ့ချိန်မှာကျောင်းဆရာကလူစုဖို့ခေါ်လာကြောင်းကွင်းထဲမှာတော့ကျောင်းသူကျောင်းသားတွေနဲ့ကြည့်လို့နေပါတယ်။တကားမကောင်မလေးရဲ့လက်ကိုမကင်ပွင့်ရင်မင်းကကျော်စင်မင်းတိုင်းရဲ့လက်ကလေးကိုဝေတဲဆုံးကင်ထားလိုက်ပါတယ်။အဲ့ချိန်မှာညောင်သားရေးရေးလေးပျော်ရွှင်နေခဲ့ပါတယ်။မင်းတိုင်းကနှုတ်ခုန်မြန်တဲ့အတွက်ကြောင့်လက်စစ်လက်ရှိရဲ့မင်းတိုင်းကလျှက်စစ်တွေကိုထုံးပြီးတော့ပါတယ်။ကွင်းထဲမှာရှိတဲ့ကျောင်းသားတွေလည်းတက်လိုက်ပြီးလဲကြပါပါတယ်။နောက်ဆုံးမှာလေမင်းကကျော်စင်ကလျှက်စစ်လက်ရှိရဲ့ကောင်မလေးမင်းတိုင်းကိုဘယ်လိုတွေ့ရမလဲဆိုတာကိုပြောပြနေခဲ့ပါတယ်